မိသားစုလိုက်စီးပွားရေးချိုကိုက်ထားသည့်စစ်ကောင်ဆောင်မင်းအွန်လိုင်းကအဂတိကင်းရှင်းရန်ဆုံးမပြောဆိုမင်္ဂလာပါပိတ်သက်ကြီးရဲ့ NNS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာအဂတိလိုက်စားမှုများနဲ့ပတ်သက်လို့နာမည်ပြန့်ရှိနေတဲ့စစ်ကောင်ဆောင်မင်းအွန်လိုင်းက၎င်းကိုယ်ပိုင်ခန့်အပ်ထားတဲ့အစိုးရအဖွဲ့ဝင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များကိုအဂတိကင်းရှင်းကြဖို့နဲ့စိတ်သက်များပြောင်းလဲကြဖို့ပြောဆိုလိုက်ပါတယ်ဒီစကားကို၎င်းကိုယ်တိုင်နိုင်ငံတော်သမ္မတအခေကျန်းကျိန်တာဝန်ယူတဲ့အခမ်းအနားမှာထည့်သွင်းပြောကြားခဲ့တာပါ။ဒါပေမဲ့ဒီစကားကိုပြောဆိုသူကိုယ်တိုင်ရဲ့လုပ်ရများမှာဘလောက်ကင်းရှင်းမှုရှိတယ်လေဆိုတာကမေးခွန်းထုတ်စရာဖြစ်နေပါတယ်။မိသားစုအလိုက်စီးပွားရေးလက်ဝါးကြီးအုပ်ထားမှုလက်တွေ့မြေပြင်မှာတော့စစ်ကောင်ဆောင်ရဲ့မိသားစုဝင်များဟာနိုင်ငံတော်အာဏာကိုအလွဲသုံးစားပြုလုပ်ပြီးရရှိလာတဲ့အခွင့်အထူးများကိုအသုံးချကာနိုင်ငံရဲ့စီးပွားရေးကဏ္ဍအများစုကိုလက်ဝါးကြီးအုပ်ထားကြောင်းသက်သေအထောက်အထားများစက်တိုက်ထုတ်ပေါ်နေပါတယ်။သမီးဖေသူခင်တီရီတမွန်ဟာရုပ်ရှင်ဖျော်ဖြေရေးနဲ့လူနေမှုပုံစံ lifestyle လုပ်ငန်းများကိုချုပ်ကိုင်ထားပြီး Seven Sense Creation, Everfit Gym နဲ့ဇင်ခန်ဖီစီ luxury brand တင်မှုလုပ်ငန်းများကိုလုပ်ကိုင်နေသူပါ။တားဖြစ်သူအောင်ပြည့်စုံကတော့အခြေခံအဆောက်အဦနဲ့စွမ်းအင်ကန်တာများမှာအဓိကလှုပ်ရှားနေပြီး Sky One Construction, A&M Maha Company Limited တို့အပြင်ဆက်သွယ်ရေး၊နီးပညာ၊ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများကိုပါတိုးချဲ့လုပ်ကိုင်နေသူပါအထူးသဖြင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူများ73စီပြက်လက်မှုနဲ့ကုန်စည်နှုန်းအဆမတန်မြင့်တက်နေမှုကြောင့်နေ့စဉ်ဘဝကိုခက်ခဲစွာရုန်းကန်နေရပါတယ်ဒါပေမဲ့အခြားတစ်ဖက်မှာတော့စစ်ကောင်ဆောင်ရဲ့မိသားစုဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘတ်ငွေ94ရန်တန်ဖိုးရှိဇင်ခန်အိမ်ယာတစ်ခုကိုဝယ်ယူပိုင်ဆိုင်ထားကြောင်းဖော်ထုတ်ခံထားပါတယ်။ကမ္ဘာအာဂတိလိုက်စားမှုအညွှန်းကြရိုက်တွင်အောက်ဆုံးသူရောက်နေသည့်မြန်မာမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီလက်ထက်မှာမြန်မာနိုင်ငံဟာကမ္ဘာအာဂတိလိုက်စားမှုအညွှန်းကြရန် Corruption Perception Index အရနိုင်ငံပေါင်း182နိုင်ငံအနက်အဆင့်169ကိုကျဆင်းသွားခဲ့ပါတယ်။ဒါအပြင်အာဆီယံဒေသရဲမှာလည်းကမ္ဘောဒီးယားနိုင်ငံပြည်မှာအာဂတိလိုက်စားမှုအမြင့်မားဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ပြည်သူဒုက္ခကြားမှာဇင်ခန့်ဘဝများတစ်ဖက်မှာအခြေခံပြည်သူများဟာ73စီပြက်လက်မှုနဲ့ကုန်စည်နှုန်းအဆမတန်မြင့်တက်နေမှုကြောင့်နေ့စဉ်ဘဝကိုခက်ခဲစွာရုန်းကန်နေရပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာတော့စစ်ကောင်ဆောင်ရဲ့မိသားစုဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘတ်ငွေ94ရန်တန်ဖိုးရှိဇင်ခန့်အင်္ဂရာတစ်ခုကိုဝယ်ယူပိုင်ဆိုင်ထားကြောင်းဖော်ထုတ်ခံထားပါတယ်။ရှေ့နောက်မညီသည့်စကားနဲ့လုပ်ရအာဂတိယနိုင်ငံကိုဖျက်ဆီးတယ်လို့အများပြည်သူရှေ့မှာသဘောတရားရေးရများပြောဆိုနေသူတအုပ်အနေနဲ့၎င်းကိုယ်လိုက်နဲ့၎င်းရဲ့မိသားစုအပေါ်ကြာရောက်နေတဲ့အာဂတိလိုက်စားမှုဆိုင်ရာစွပ်ပြောချက်များကိုရှင်းလင်းပြနိုင်ခြင်းတော့မရှိသေးပါဘူး။